နာနဲ့ခင်းမှာကောင်းသောနာနဲ့ခင်းဖြစ်ဖို့အတွက်အရေးကြီးတယ်ပေါ့လူတိုင်းမှာကောင်းသောနာနဲ့ခင်းဖြစ်သလားလို့ဆိုမဖြစ်ဘူးအိယာကနိုးထလာတဲ့အချိန်ကစပြီးတော့နှုတ်ခမ်းကြီးစူးလို့မျက်နှာကြီးအောက်တိုးတိုးနဲ့နေတဲ့ပုဂ္ဂိုလ်ဘယ်လိုလုပ်ကောင်းသောနာနဲ့ခင်းဖြစ်မဖြစ်ဘူးတောကတွေရင်ထဲမှာပူလောင်မှုတွေနဲ့စိုးရိမ်မှုတွေနဲ့နာနဲ့ခင်းတစ်ခုကိုဖြတ်တမ်းမဲ့ဆိုရင်ဘယ်လိုလုပ်ကောင်းသောနာနဲ့ခင်းဖြစ်အဲ့တော့ကောင်းသောနာနဲ့ခင်းဖြစ်ဖို့အတွက်စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ကိုယ်ရင်နဲ့နှလုံးထဲမှာအပြစ်ကင်းတဲ့သဘာဝတရားတွေဖြစ်အောင်လုပ်နိုင်မှကောင်းသောနာနဲ့ခင်းဆိုတာဖြစ်တယ်ဟောလူတွေဆိုတာမနဲ့မိုးလင်းလာလို့ရှိရင်နံပါတ်1မလုပ်မယ်ဆိုတာတွေးကြတယ်အာယုန်တစ်ခုပေါ်မှာတွေးကြတယ်စိတ်အလုံးလုံးတွေးပြီးရင်မလုပ်လဲပြောကြပြောပြီးရင်မလုပ်လဲကိုယ်ထိလက်ရောက်လောက်ကန်ကြဟောပထမစိတ်ကူးတယ်ဒုတိယနှုတ်ကထုတ်ပြောတယ်တတိယကအလုံးလုံးတယ်ပြောလို့တာကကာယကံဝစီကံမနောကံဆိုတဲ့အထက်မှာမနောကံဆိုတာစတင်ပြီးတော့ဖြစ်လာမနောကံဖြစ်ပြီးရင်ဝစီကံဖြစ်တယ်ဝစီကံဖြစ်ပြီးမနောကာယကံဖြစ်တယ်လို့ကာယကံဝစီကံမနောကံလို့ဆိုတဲ့ဒီကံသုံးပါးနဲ့လှုပ်ရှားဆောင်ရွက်မှုတွေအတွက်ကိုယ့်အတွက်ကောင်းကျိုးချမ်းသာကိုရစေနိုင်တဲ့အလုပ်တွေဖြစ်ပါမှကောင်းသောနာနဲ့ခင်းဖြစ်မယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့နာနဲ့ခင်းဖြတ်သားတဲ့အခါမှာမကောင်းတဲ့စိတ်တွေမကောင်းတဲ့အတွေးတွေမကောင်းတဲ့အပြောတွေမကောင်းတဲ့အလုပ်တွေနဲ့ဖြတ်တန်းသွားပြီဆိုရင်ဒီနာနဲ့ခင်းဟာအယုတ်ဆိုးအကြီးတန်းပြီးကိုယ့်အတွက်အကျိုးမဲ့ဖြစ်စေနိုင်တဲ့နာနဲ့ခင်းကြီးဖြစ်သွားတာပေါ့အဲ့ဒါလိုပဲနေ့လည်ခင်းတို့ညနေခင်းတို့ဆိုတာလေကောင်းသောနေ့လည်ခင်းကောင်းသောညနေခင်းဖြစ်ဖို့လိုအပ်တယ်ပေါ့